ဘူးတိုင်းရင်လည်းအောင်ခံစားရတဲ့ဇလန်းလေးပါရှမ်းပြည်ကဆောင်းပါးကြီးရဲ့သမီးကျော်ဆောင်းမောလာကိုတဏ္ဍမအင်းနဲ့အနော်ရထားမင်းနဲ့ဆက်သားခဲ့တယ်ပကံဌာနီနန်းတော်တွေကမိဖုရားတို့ထက်ပူကားရဲ့အနော်ရထားချစ်လွန်လွန်းတော့ဆောင်းမောလာခမကဆိုရတယ်သူနှကောင်းမှာတတ်တော်ကိန်းတော့စိတ်ဝင်ကြည့်တဲ့မျက်လုံးများနဲ့မလို့မထားဆုံးမလို့ပေါ်ကြပြန်တယ်အပူဟုံးစကားကိုယုံသားမိတဲ့အနွယ်ထားရဲ့ဌာနီကိုမင်းပြန်တော့တဲ့စောမောလာကိုနင်းထုတ်ရက်ခဲ့တယ်ချာဘူးတိုင်းရဲ့နဲ့အောင်ခံစားရတဲ့ဇလန်းလေးပါရှမ်းပြည်ကဆောင်းကြီးရဲ့သမီးရောဆောင်းမောလာကိုတဏ္ဍမအရင်နဲ့အနော်ရထားမင်းနဲ့ဆက်သားခဲ့တယ်ပကံဌာနီနန်းတော်တွေကမိဖုရားတို့ထက်ပူကားရဲ့အနော်ရထားချစ်လွန်လွန်းတော့ဆောင်းမောလာခမကဆိုရတယ်သူနှကောင်းမှာတတ်တော်ကိန်းတော့စိတ်ရင်းကြည့်တဲ့မျက်လုံးများနဲ့မလို့မထားဆုံးမလို့ခေါ်ရရတယ်အပူဟုံးစကားကိုယုံစားမိတဲ့အနော်ရထားရဲ့ဌာနီကိုမြင်ပြန်တော့တဲ့စောမောလာကိုနင်းထုတ်ရက်ခဲ့အလွမ်းမော်ရေမပိုက်ခါစောမောလာခမအပြန်လန်းခရီးရှမ်းမောမြေမနီလာဝေဒနာလွယ်ကပိုက်လို့ခရီးတော့ကျိုးလောင်နေရတောင်ညာချောင်းလေးနဘေးမှာအမောဖြေကချောင်းကလေးပြအကူမှာနှရောင်ကလေးတဲ့ချာတာပြန်လို့လဲကရှာမတွေ့လေတော့ခါတစ်ဖက်ထဲကျန်တဲ့နှရောင်းကိုဖလန်းပြစ်တဲ့အခါစာငယ်လေးပခါဝိုင်းလို့တတ်တော်မြူတဲ့နေရာမှာစီရီတော်တီထားပြီးပြန်ရင်တည်ခဲ့ရှာရွှေစာရံဖျားလိုကလေးတွင်ဦးမြင်ရမှာနှလုံးကြားချောင်းရံတစ်ပေးမှာတပ်ပဲလာစွာရွှေစာရံဖျားလိုကလေးတွင်ဦးမြင်ရမှာနှလုံးကြားချောင်းရံတစ်ပေးမှာတပ်ပဲလာစွာလွမ်းတတိစီရီအနီးမှာလွမ်းမြေရီဝီရာချလျက်သာအလွမ်းမော်ရေမပိုက်ခါစောမောလာခမအပြန်လန်းခရီးရှမ်းမောမြေမနီလာဝေဒနာလွယ်ကပိုက်လို့ခရီးတော့ချူလောက်နေရတောင်ကြားချောင်းလေးနဘေးမှာအမောဖြေကချောင်းကလေးပြတ်အကူမှာနှရောင်ကလေးတဲ့ချာတာပြန်လို့လဲကရှာမတွေ့လေတော့ခါတစ်ဖက်ထဲကျန်တဲ့နှရောင်ကိုလှမ်းပြစ်တဲ့အခါစာငယ်လေးပခါဝိုင်းလို့တတ်တော်မြူတဲ့နေရာမှာစီရီတော်တီထားပြီးပြန်ရင်တည်ခဲ့ရှာရွှေစာရံဖျားလိုကလေးတွင်ဦးမြင်ရမှာ
နှလုံးကြားချောင်းရံတပေမှာတပ်ပဲလာစွာရွှေစာရံဘုရားလူကကြီးတွင်ခုမြင်ရမှာနှလုံးကြားချောင်းရံတပေမှာတပ်ပဲလာစွာလွမ်းတသေးစီရီအနီးမှာလွမ်းမျက်ရည်ဝေကချလျက်